အမေရိကန်ရဲ့ Project Freedom အစီအစဉ်နဲ့အီရန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ပေါ်တင်းမာမှုများသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေ။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ဟော်မုတ်ရေလက်ကြားမှာပိတ်မိနေတဲ့နိုင်ငံတကာကုန်တင်သင်္ဘောတွေကိုကယ်ဆယ်ဖို့အတွက်သမ္မတဒေါ်နယ်ထရန့်က Project Freedom လို့အမည်ပေးထားတဲ့စစ်စင်ရေးတစ်ခုကိုတင်းလာနေမှာစတင်ပြီးဖြစ်ပါတယ်။ဒီစီစဉ်ဟာအရှေ့အလယ်ပိုင်းပြည်ပခါနဲ့ပတ်သက်မှုမရှိတဲ့ဂျားနေနိုင်ငံတွေရဲ့သင်္ဘောတွေကိုအမေရိကန်ရေတပ်ကလုံခြုံရေးယူပြီးတော့ရေလက်ကြားကနေလမ်းကြောင်းပြခေါ်ထုတ်သွားမဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်ဖြစ်တယ်လို့သမ္မတဒေါ်နယ်ထရန့်ကဆိုပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့ဒါဟာအမေရိကန်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုဖြစ်ပြီးတော့အပြစ်ခတ်ရစရေးသဘောတူညီချက်ကိုချိုးဖောက်တာလေးဖြစ်တယ်လို့အပြင်းပြင်းထန်ထန်တုံ့ပြန်ထားပါတယ်။တစ်ချိန်တည်းမှာပဲအီရန်နိုင်ငံဘက်ကပါကစ္စတန်ကတဆင့်ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်ကိုအမေရိကန်ထံကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီအဆိုပြုချက်ထဲမှာစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့အမေရိကန်နဲ့အစ္စရေးတို့ဘက်ကအီရန်ကိုထပ်မံမတိုက်ခိုက်ဖို့နဲ့ဟော်မုတ်ရေလက်ကြားကိစ္စကိုပထမအဆင့်အနေနဲ့ဆွေးနွေးဖို့ပါဝင်ပါတယ်။ဒါပေမဲ့သမ္မတဒေါ်နယ်ထရန့်ကတော့ဒီအဆိုပြုချက်ပေါ်ကျဉ်းနှံ့မှုမရှိဘူးလို့ပုံမှန်လင်းလင်းပြောကြားခဲ့ပြီးတော့အီရန်ရဲ့အဆိုပြုချက်ကိုဆက်လက်စောင့်ကြည့်သုံးသပ်သွားမယ်လို့လည်းဆိုပါတယ်။လက်ရှိအပြစ်ခတ်ရစရေးအခြေအနေမှာအလွန်ပဲပြိုကွဲလွယ်တဲ့အနေအထားရှိနေပါတယ်။သတင်းအချို့ရဲ့ဖော်ပြချက်အရအမေရိကန်စစ်တပ်ဟာအီရန်ရဲ့အဓိကစစ်ရေးအဆောက်အုံတွေနဲ့မဟာဗျူဟာမြောက်နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မဲ့ Final Blow လို့ခေါ်တဲ့နောက်ဆုံးတိုက်ကွက်အစီအစဉ်တွေကိုလည်းသမ္မတဒေါ်နယ်ထရန့်ထံတင်ပြထားရလို့သိရပါတယ်။ဒါကြောင့်ဆွေးနွေးမှုအဆင်မပြေခဲ့ရင်စစ်ရေးအရအချိန်မြင့်တင်မှုတွေအချိန်မရွေးပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့အနေအထားရှိနေပါတယ်ခင်ဗျာ။အီရန်ဘက်ကတော့တန်တမန်လမ်းကြောင်းကိုပဲရွေးမလားစစ်ပွဲကိုပဲဆက်သွားမလားဆိုတာအမေရိကန်ပေါ်မှာပဲမူတည်တယ်လို့တရားဝင်ကြေညာထားပါတယ်။ဟော်မုတ်ရေလက်ကြားကဒီချက်ထဲမှာကမ္ဘာရေနံစည်းကွက်နဲ့နိုင်ငံတကာကုန်သွယ်ရေးပေါ်ဘယ်လောက်ထိဆက်လက်ရိုက်ခတ်သွားမလဲဆိုတာကိုအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ယခုလိုမျိုးနိုင်ငံတကာသတင်းစုံလင်တွေကိုတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ